တလန်းအစမှာမွေဖြူမလေးရှောင်းပိုင်းကထာဝရရှင်သန်နိုင်မှုတရားကျင့်နေအောင်မြင်ကန်ဒီမှာသူမကိုအတားအဆီးတစ်ခုကအမြဲတမ်းကာစီထားပါတယ်။မွေဖြူမလေးကသူနှစ်ပေါင်း900ကြာအောင်အားထုတ်ခဲ့ပေမဲ့အခုချိန်ထိဘာလို့မအောင်မြင်သေးတာလဲဆိုပြီးဝေခွဲရခတ်နေပါတယ်။အဲ့ဒီအချိန်သူ့ရဲ့ညီမဖြစ်တဲ့မွေစိမ်းမလေးရှောင်းချင်းကရောက်လာပြီးစတိုးလေးတစ်ခုပေးပါတယ်။မွေဖြူမလေးကစတိုးလေးကိုအသုံးပြုလိုက်တဲ့အချိန်မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း900ကမှတ်ညံတွေကိုပြန်မြင်လာပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း900မှာတော့မွေဖြူမလေးကနန်းတော်တွေကိုခိုးဝင်လာပြီးမွေတွေရဲ့စွားတွေကိုဆုပ်ယူပြီးမကောင်းမှုဒုစရိုက်တွေလုပ်နေတဲ့နတ်ဆရာကိုလှုပ်ကြံဖို့လာခဲ့ပါတယ်။ဒါပေမဲ့လည်းလှုပ်ကြံမှုကမအောင်မြင်ပဲနတ်ဆရာကရိပ်မိသွားတာကြောင့်သူ့တပိတ်ကိုထွက်တိုက်ခိုင်းပါတယ်။နှစ်ယောက်လုံးကမော်စွားအားတွေနဲ့တိုက်ခိုက်နေရင်မွေဖြူမလေးကရှုံးနေကမြစ်ထဲကိုပြုတ်ကျသွားပါတယ်။နိုးလာတဲ့အချိန်မှာတော့သူမသိတဲ့ဒဇိမ့်နေရာတစ်ခုမှရောက်နေပါတယ်။အခုရောက်နေတဲ့ရွာလေးကနတ်ဆရာကြီးကိုမွေတွေဖမ်းပြီးဆက်တရတဲ့မွေဖမ်းသမားတွေနေထိုင်တဲ့ရွာဖြစ်ပါတယ်။မျိုးနွယ်သူတွေကိုဒုက္ခပေးတဲ့ရွာကိုရံမရှာရတဲ့အကြောင်းရင်းကတော့မွေဖြူမလေးကတိုက်ပွဲကရလာတဲ့ဒဏ်ရာတွေကြောင့်အတိတ်မေ့နေတာဖြစ်ပါတယ်။ရွာထဲမှာဖမ်းခံရတဲ့မွေတွေရဲ့အတန်တွေလည်းကြားနေရပြီးမွေဖြူမလေးအတွက်ဒါတွေကထူးဆန်းနေပါတယ်။အဲ့ဒီအချိန်အာရွှမ်းဆိုတဲ့ကောင်လေးကရောက်လာပြီးသူ့ကိုသူမိတ်ဆက်ပါတယ်။သူကတော့မြစ်ထဲမှာမျောလာတဲ့မွေဖြူမလေးကိုကယ်တင်ပေးထားတဲ့လူလည်းဖြစ်ပါတယ်။ကောင်လေးကသူတို့ရွာကမွေဖမ်းတဲ့အလုပ်ကိုမလုပ်ချင်ကြပဲနတ်ဆရာရဲ့အတင်းစီခိုင်းမှုကြီးကြောင့်မွေတွေကိုဆက်တနေရတာဖြစ်တယ်လို့ပြောပြပါတယ်။စကားပြောနေရင်မှပဲကောင်လေးမွေးထားတဲ့ခွေးလေးကတောင်အောက်ကိုပြုတ်ကျသွားတဲ့အချိန်မှာတော့မွေဖြူမလေးကလေပေါ်ကပြန်ပြီးအစွမ်းနဲ့ကယ်လိုက်ပါတယ်။အတိတ်မေ့နေတဲ့မွေဖြူမလေးကတော့သူ့မှာအစွမ်းနေရှိတာကိုတတိထားမိပြီးပျော်နေပါတယ်။ဒီလိုနဲ့တောင်ပေါ်ကလှုပ်ဝက်အိမ်လေးကိုရောက်တဲ့အချိန်မှာတော့ကောင်လေးကမွေဖမ်းသမားတယောက်မဟုတ်ပဲသူကလူတွေကိုကုသရတဲ့သမားတော်တယောက်ဖြစ်ချင်မှန်းသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲမွေဖြူမလေးကသူ့အတိတ်ကအကြောင်းအရာတွေကိုဝိုးတဘွားမြင်လာပါတယ်။အာယုံလွင့်နေတဲ့သူမကိုအာရွှမ်းကပခုံးလာပုတ်တဲ့အချိန်မှာတော့လန့်ပြီးတွန်းထုတ်မိပါတယ်။တောင်ပေါ်ကလေတွေကြောင့်အောက်ကိုပြုတ်ကျမသွားတဲ့အာရွှမ်းကမွေဖြူမလေးကိုပါခေါ်ပြီးထီးနဲ့လေဟုန်စီးကပျော်နေကြပါတယ်။အဲ့ဒီအချိန်တောင်ပေါ်ကမွေတကောင်ကရုတ်တရက်အာရွှမ်းကိုတိုက်ခိုက်တဲ့အချိန်မှာတော့မွေဖြူမလေးကသူ့အစွမ်းနေနဲ့အာရွှမ်းကိုကယ်လိုက်ပါတယ်။ဟန်ချက်ပြက်ပြီးပြုတ်ကျမလို့ဖြစ်နေတဲ့အာရွှမ်းကိုကယ်ရင်သူ့စတိုးလေးတွေကထွက်လာတဲ့အစွမ်းနေကြောင့်သူမကတတိလစ်သွားပါတယ်။နိုးလာတဲ့အချိန်မှာတော့စတိုးလေးကိုကြည့်ပြီးအတိတ်မှာသူနဲ့ဒီစတိုးလေးကြီးကြီးမားမားဆက်သွယ်ချက်ရှိတယ်ဆိုတာကိုတတိထားမိသွားပါတယ်။ဒါပေမဲ့လည်းအတိတ်မိနေသေးတာကြောင့်ဘလို့မှလည်းစဉ်းစားလို့မရဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲရွာထဲကိုနတ်ဆရာရဲ့တပည့်တွေကစစ်သက်ကြီးနဲ့ကိုရောက်လာပါတယ်။ဒီရွာထဲမှာဒဇိမ့်ကောင်မလေးတယောက်ရှိလားလို့ရွာသားတွေကိုအတင်းစစ်မေးနေပါတယ်။ရွာသားတွေကလည်းမတက်နိုင်တော့ပဲအာရွှမ်းနဲ့အတူရှိနေတဲ့မွေဖြူမလေးအကြောင်းကိုပြောပြလိုက်ရပါတယ်။အဲ့ဒီအချိန်တစ်ဖက်တောထဲကဂူတစ်ခုထဲမှာတော့မွေတွေအများကြီးကအစည်းအဝေးတစ်ခုလုပ်နေပါတယ်။ခုနကစော့ခံလိုက်ရတဲ့မွေကနတ်ဆရာကိုသူတို့လှုပ်ကြံဖို့လွတ်လိုက်တဲ့မွေဖြူမလေးကလူသားတွေနဲ့ပေါင်းပြီးသူတို့ကိုတစ္ဆာဖောက်သွားပြီးဆိုတဲ့အကြောင်းကိုတခြားမွေတွေကိုပြောပြနေပါတယ်။မွေတချို့ကလည်းအဖြစ်မှန်ကိုမသိပဲဒေါတာထွက်ပြီးတစ္ဆာဖောက်မွေဖြူမလေးကိုတွားတက်မလို့လုပ်နေကြပါတယ်။အဲ့ဒီအချိန်မွေတွေရဲ့ဘရင်မကြီးကရောက်လာပြီးဒီကိစ္စကိုတိကျစုံစမ်းဖို့လုပ်နေပါတယ်။မွေစိမ်းမလေးကတော့သူ့အမကဒီလိုတစ္ဆာဖောက်တဲ့လုပ်ရက်မျိုးကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာကိုယုံကြည်တဲ့အတွက်ကြောင့်သူလိုက်သွားမယ်ဆိုတဲ့အကြောင်းကိုပြောပြနေပါတယ်။မွေဘရင်မကြီးကလည်းလိုက်သွားခွင့်ပြုလိုက်ပြီး3ရက်အတွင်းညီအမ2ယောက်လုံးပြန်မရောက်လာခဲ့ရင်2ယောက်လုံးကိုတစ္ဆာဖောက်အဖြစ်တတ်မှတ်မယ်ဆိုပြီးလွှတ်လိုက်ပါတယ်။တစ်ဖက်မှာတော့နတ်ဆရာရဲ့တပည့်ကသူ့အစွမ်းနေနဲ့အာရွှမ်းတို့ကိုလိုက်ရှာနေပါတယ်။အဲ့တဲ့နေ့ကိုကြားချင်းမှာပဲအာရွှမ်းတို့ကရွာကနေဝေးရကိုထွက်ပြေးသွားရပါတော့တယ်။လမ်းမှာလည်း2ယောက်သားစကားပြောရင်းရင်းနှီးလာကြပါတယ်။အဲ့ဒီအချိန်မွေဖြူမလေးကိုတစ္ဆာဖောက်လို့တင်ပြီးမွေဒီကောင်ကအတင်းတိုက်ခိုက်နေပါတယ်။အလစ်တိုက်ခံလိုက်ရတာကြောင့်မွေဖြူမလေးတို့ပဲခံနေရပါတယ်။ကြားထဲကမစီမဆိုင်လှေမောင်းတဲ့ဘိုးတော်ကြီးကပါရှော့သွားခဲ့ပါတယ်။အာရွှမ်းကိုကယ်ဖို့အတွက်မွေဖြူမလေးကသူ့ရဲ့ငကိုမူလပုံစံကိုထုတ်သုံးလိုက်ရပါတယ်။အစွမ်းနေအရန်ထုတ်သုံးလိုက်ရတဲ့မွေဖြူမလေးကတခါတည်းကိုတတိလစ်သွားပါတယ်။နိုးလာတဲ့အချိန်မှာတော့မွေဖြူမလေးကဘာကြောင့်အတိတ်မိနေတယ်ဆိုတဲ့အကြောင်းရဲ့စတိုးလေးရဲ့အကြောင်းရဲ့ကိုသိရဖို့အတွက်မိစ္ဆာမျိုးနွယ်တွေကမှော်ဆရာမလေးတယောက်ရှိကိုတွားခဲ့ပါတယ်။ဒါပေမဲ့လည်းမွေဖြူမလေးရဲ့အတိတ်ကအကြောင်းတွေကိုတော့မသိခဲ့ရပဲစတိုးလေးကတော့မွေမျိုးနွယ်တွေရဲ့အထွတ်အမြတ်ထားတဲ့ယေတနာတစ်ခုလို့တာသိလိုက်ရပါတယ်။ဒီစတိုးကသုံးဆွဲသူကိုရန်သူစီကမှော်စွားတွေကိုဆုပ်ယူပေးနိုင်ပါတယ်။အပြန်လမ်းမှာတော့သူ့ကိုလိုက်ရှာနေတဲ့ညီမဖြစ်တဲ့မွေစိမ်းမလေးနဲ့တွေ့ရပါတယ်။မွေဖြူမလေးကတော့အတိတ်မိနေတဲ့အတွက်သူ့ညီမကိုရန်သူတင်ပြီးတိုက်ခိုက်ပါတော့တယ်။လက်ဝါချင်းတိုက်ပြီးအတွင်းအားချင်းထိသွားတဲ့အချိန်မှာတော့မွေဖြူမလေးကသူ့ညီမကိုပြန်မှတ်မိသွားပါတယ်။ဒါပေမဲ့လည်းသူ့အတိတ်ကိုတော့လုံးဝကိုမှတ်မိတာမျိုးမဟုတ်သေးပါဘူး။မွေစိမ်းမလေးကမွေတွေကိုဒုက္ခပေးတဲ့လူသားတွေကိုအယမ်းမုန်းတီးနေတဲ့လူလည်းဖြစ်ပါတယ်။အဲဒါကြောင့်အခုသူ့အမနဲ့အတူရှိနေတဲ့အာရွှမ်းကိုမျက်မုံကျိုးပြီးတိုက်ခိုက်ပါတော့တယ်။မွေဖြူမလေးကလည်းအာရွှမ်းကိုတိုက်ခိုက်တာမျိုးတော့လုံးဝလက်မခံတဲ့အတွက်ညီမ2ယောက်တိုက်ခိုက်ကြရင်မြေအောက်ကူတစ်ခုတည်းကိုပြုတ်ကျသွားပါတယ်။ကူတဲကနေထွက်လန်းရှာနေတဲ့အချိန်မှာတိုက်ဆိုင်မွေဖြူမလေးကသူ့အတိတ်ကမှတ်ဉာဏ်တွေကိုအကုန်ပြန်ရသွားပါတယ်။သူ့ကိုယ်သူလည်းမိစ္ဆာဆိုတာကိုပြန်တတိယသွားခဲ့ပြီးဒီအကြောင်းတွေကိုအာရွှမ်းကိုပြောပြလိုက်ပါတယ်။မွေဖြူမလေးကိုမိစ္ဆာဖြစ်ဖြစ်လူဖြစ်ဖြစ်သူကတော့ချစ်မှာပဲဆိုပြီးပြောလိုက်တဲ့အာရွှမ်းရဲ့တော်ကီတွေကိုကြွေသွားပြီး2ယောက်သားချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ဒီလိုနဲ့ကူတွေကနေထွက်လန်းအောင်ပြန်ရှာတွေ့ခဲ့ကြပြီးအပေါ်ကိုပြန်ရောက်တဲ့အချိန်မှာတော့လူသားနဲ့မိစ္ဆာပေါင်းဖက်ဖို့မဖြစ်နိုင်ဘူးဆိုပြီးမွေဖြူမလေးကအာရွှမ်းကိုလမ်းခွဲစကားပြောပါတော့တယ်။
အာရွှမ်းကတော့ဒီနေ့ပဲအဖြစ်ရပြီးဒီနေ့ပဲလမ်းခွဲခံလိုက်ရတာကြောင့်ကြေကွဲသွားပြီးအဝေးကိုထွက်ပြေးသွားပါတော့တယ်အဲ့ဒီအချိန်ကြံခဲ့တဲ့မွေဖြူမလေးတို့ကသူတို့ကိုခြေရခံပြီးလိုက်လာတဲ့နတ်ဆရာရဲ့တပည့်ဖြစ်သူရဲ့တိုက်ခိုက်တာကိုခံရပါတော့တယ်ညီမနှစ်ယောက်လုံးကလည်းတိုက်ခိုက်ရေးပုံစံပြောင်းပြီးအတွဲညီပြန်တိုက်ခိုက်တာတောင်မှနတ်ဆရာရဲ့တပည့်ကိုဒဏ်ရာရရအောင်လို့ပဲလုံနိုင်ခဲ့ပါတယ်ဟိုကောင်ကလည်းဒေါသထွက်သွားပြီးမှော်စွမ်းနေနဲ့ပြန်တိုက်ခိုက်တဲ့အချိန်မှာတော့ညီမနှစ်ယောက်လုံးကပြန်ခံလိုက်ရပါတယ်ဒါပေမဲ့လည်းမွေဖြူမလေးကစတိုးကိုတုံးပြီးဟိုကောင်စီကအစွမ်းနေအကုန်ဆုပ်ယူလိုက်ပါတယ်တစ်ဖက်မှာတော့အာရွှမ်းကမွေဖြူမလေးနဲ့ပေါင်းဖက်နိုင်ဖို့ဆိုပြီးမှော်ဆရာမလေးစီမှာသူ့ကိုယ်သူမြေခွေးမိတ်စာအဖြစ်ပြောင်းလိုက်ပါတယ်မိတ်စာဖြစ်သွားတဲ့အာရွှမ်းကလည်းတက်နိုင်တဲ့လောက်အမြန်ပြေးလာတဲ့အချိန်မှာတော့ခုနကနေရာကတိုက်ပွဲတက်ကြောင်လုံးဝပျက်စီးနေပါပြီနတ်ဆရာရဲ့တပည့်ကလည်းမှော်အစွမ်းနေအကုန်ဆုပ်ယူခံလိုက်ရတာကြောင့်တီတော့မလိုတော့ဖြစ်နေပါတယ်ဆုပ်ယူထားတဲ့မှော်အစွမ်းနေအရန်အောင်များနေတဲ့မွေဖြူမလေးကအကောင်ကြီးကြီးဖြစ်သွားပြီးအနီးနားကမြင်သမျှရွာတွေကိုလိုက်ဖြတ်စီနေပါတယ်ဘယ်လောက်ထိတောင်ဆိုးလဲဆိုရင်မွေဖြူမလေးကအာရွှမ်းရဲ့စကားတွေကိုတောင်နားမဝင်တော့ပဲဒေါသတကြီးနဲ့မြင်သမျှကိုလိုက်ဖြတ်စီနေပါတယ်ဒီပုံစံအတိုင်းနဲ့ဆက်သွားမယ်ဆိုရင်မကြခင်အာရွှမ်းရဲ့ရွာလေးပါဖျက်ဆီးခံရတော့မှဖြစ်တာကြောင့်ရွာတွေကလူတွေကိုထွက်ပြေးနိုင်ဖို့တတိပေးနေပေမဲ့တယောက်မှအဖတ်မလုပ်ခဲ့ကြပါဘူးအဲ့ဒီအချိန်မှာပဲသူ့တပည့်အစော်ခံလိုက်ရတဲ့အတွက်နတ်ဆရာကရွာကိုအင်အားအပြည့်စုံနဲ့ရောက်လာပါတော့တယ်နတ်ဆရာကအာရွှမ်းကိုမိစ္ဆာတကောင်ဖြစ်သွားပြီဆိုတာကိုဖော်ထုတ်လိုက်တဲ့အချိန်မှာတော့ရွာသားတွေကအာရွှမ်းကိုဝိုင်းဆဲကြပါတယ်ဒါပေမဲ့လည်းသဘောထားပြေဝတဲ့အာရွှမ်းကတော့ရွာသားတွေကိုရအောင်ကဲမယ်ဆိုပြီးမွေဖြူမလေးကိုထွက်သားပါတယ်အာရွှမ်းကမွေဖြူမလေးနဲ့ပေါင်းဆက်နိုင်ဖို့အတွက်သူ့ကိုယ်သူမိစ္ဆာအဖြစ်ပြောင်းလိုက်ပြီးဆိုတဲ့အကြောင်းသူ့အမိလေးနဲ့တက်တည်ပြလိုက်တဲ့အချိန်မှာတော့မွေဖြူမလေးကအံ့ဩသွားပါတယ်မွေဖြူမလေးကလူသားတွေကိုမတိုက်ခိုက်တော့ပဲအာရွှမ်းနဲ့နှစ်ယောက်သားအဝေးတဲ့နေရာကိုထွက်သွားတော့မယ့်အချိန်မှာနတ်ဆရာရဲ့တိုက်ခိုက်တာကိုခံရပါတော့တယ်သူ့ကိုလာခဲ့တဲ့ညီမဖြစ်သူပါအစ်စ်အဖမ်းခံလိုက်ရပါသေးတယ်တကယ်တော့နတ်ဆရာကမတိဆုံးနိုင်တဲ့ခန္ဓာကိုယ်ကိုရဖို့အတွက်မိစ္ဆာတွေရဲ့အတွင်းအားတွေနဲ့ဝိညာဉ်တွေကိုလိုက်ဆုပ်နေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုဝိညာဉ်အဆုပ်ခံလိုက်ရတဲ့မိစ္ဆာကတော့ဘယ်တော့မှလူပြန်ဝင်စားလို့ရမှာမဟုတ်တော့ပါဘူး။အဲ့ဒီအချိန်မွေဖြူမလေးတို့ဘက်ကနေမွေဘီရင်မကြီးကရောက်လာပြီးနတ်ဆရာကိုတိုက်ခိုက်ပါတော့တယ်။မွေဘီရင်မကြီးကသူ့အစွမ်းအနေနဲ့အေယာမမွေကြီးကိုဖန်ဆင်းပြီးတိုက်တယ်လို့နတ်ဆရာကလည်းသူ့အစွမ်းအနေနဲ့လင်းတို့တွေအများကြီးကိုဖန်တီးပြီးပြန်တိုက်နေပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ချကြရင်အဲ့ဒီတိုက်ပွဲတန်ကြောင့်အတွင်းအားတွေစုဖို့လှုပ်ထားတဲ့နတ်ဆရာရဲ့စက်ကြီးကလဲကျသွားတာကြောင့်မွေဖြူမလေးတို့ကလွတ်မြောက်သွားပါတယ်လွတ်ချင်းမှာပဲအနောက်ကနေဝင်ပြီးဇဒိုးနဲ့နတ်ဆရာရဲ့အစွမ်းတွေကိုပြန်ဆုပ်ယူလိုက်ပါတယ်အတွင်းအားတွေဆုပ်ယူထားတဲ့ဇဒိုးကိုမွေပြေမကြီးစီသွားပေးလိုက်တဲ့အချိန်မှာတော့မွေပြေမကြီးကလောဘတွေတက်လာပြီးသူကလည်းနတ်ဆရာလိုမတိတဲ့ခန္ဓာကိုယ်မျိုးကိုရကျင်လာပါတယ်အဲဒါကြောင့်အရင်ဆုံးအနီးနားမှာရှိနေတဲ့မွေစိမ်းမလေးရဲ့အစွမ်းတွေကိုစတင်ဆုပ်ယူနေပါတယ်အဲ့ဒါအပြင်ကိုမှသူ့လက်အောက်ငယ်သားမွေရီစီကပါအစွမ်းတွေကိုအကုန်လိုက်ဆုပ်ယူလိုက်ပါတယ်ပြီးသွားတဲ့အချိန်မှာတော့သူ့ခန္ဓာကိုယ်ကြီးကအေယာမမွေကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်မွေဖြူမလေးကလည်းသူ့ညီမဇောနဲ့တိုက်ခိုက်နေပေမဲ့အစွမ်းနေတာလွန်နေတဲ့သူတို့ရဲ့ခေါင်းဆောင်ကိုတော့လုံးဝမနိုင်ပဲဖြစ်နေပါတယ်ဒီလိုဆက်သွားနေရင်အကုန်ဒုက္ခရောက်ကုန်မှာဆိုတာကြောင့်ရွေးချယ်စရာမရှိတော့တဲ့အာရွှမ်းကနတ်ဆရာရဲ့ဆက်ကိုပြန်ထောင်လိုက်ပါတယ်အဲ့ဒါကြောင့်ပဲစိတ်တက်မကောင်းတဲ့မွေပြေမကြီးရဲ့အစွမ်းနေဆုပ်ယူခံလိုက်ရပြီးရေခဲတုံးမှဖြစ်သွားပါတယ်အာရွှမ်းကလည်းရေခဲတုံးဖြစ်မှာဆိုတာကြောင့်မွေဖြူမလေးကိုထမ်းပြီးထွက်ပြေးပါတော့တယ်နှစ်ယောက်စလုံးကလူတွေနဲ့ဝေးရမှာသွားနေဖို့စိတ်ကူးရင်ပြီးထွက်ပြေးခဲ့ကြပေမဲ့လည်းကံမကောင်းစွာနဲ့အတားအဆီးတစ်ခုကြောင့်ပိတ်မိနေပါတော့တယ်အဲ့ဒီအချိန်မှာအာရွှမ်းကိုတနာတဲ့ရွာသားတွေကကယ်ဖို့လာခဲ့ပြီးမဲ့နောက်ကျသွားခဲ့ပါပြီရေခဲတုံးဖြစ်နေတဲ့အာရွှမ်းရဲ့အတွင်းအားတွေဆုပ်ယူခံလိုက်ရတဲ့အချိန်မွေဖြူမလေးကအာရွှမ်းရဲ့အသက်ကိုမကယ်လိုက်နိုင်ပေမဲ့ဝိညာဉ်ကိုတော့သူ့ရဲ့ဇဒိုးလေးထဲမှာထည့်ထားလိုက်နိုင်ပါတယ်ဒီလိုနဲ့နှစ်ပေါင်း900ကြာတဲ့အထိကိုမွေဖြူမလေးကလူပြောင်းဝင်စားမဲ့အာရွှမ်းကိုလိုက်ရှာနေခဲ့ပါတယ်ဒီနေ့မှာတော့အာရွှမ်းကလူလောကမှာပြန်လည်မွေးဖွားလာခဲ့ပါတယ်အာရွှမ်းကိုပြန်တွေ့တဲ့အချိန်မှာတော့မွေဖြူမလေးကအရင်ဘဝကအကြောင်းတွေကိုပြောပြနေခဲ့ပြီးဘဝပေါင်းများစွာဝေးကွာနေတဲ့ချစ်သူနှစ်ယောက်ကြည်နူးနေရင်ပထမပိုင်းဆက်သိမ်းသွားခဲ့ပါတယ်